consistent တယောက်နဲ့ queen ကြားမှာအကြီးမားဆုံးကွာခြားချက်တစ်ခုရှိတယ်အဲ့ဒါက attention နဲ့ character ပါဒီနေ့ခိုင်စင်ပြောချင်တဲ့အဓိကအကြောင်းအရာကတော့ consistent နဲ့ queen တွေရဲ့ကွာခြားချက်တွေပါခိုင်စင်ပြည့်ကျက်လောကတွေကိုစောင့်ဝင်လာတဲ့အခါမှာဘာလို့သွားတတိထားမိလဲဆိုရင်လူအများစုက crown ကိုမြင်ကြတယ် evening gown လှတာကိုမြင်ကြတယ် makeup နဲ့ beauty ကိုမြင်ကြတယ်ဒါမဲ့တကယ်တမ်း queen ဖြစ်ဖို့ဆိုတာ real queen တယောက်ဖြစ်ဖို့ဆိုတာဒီလှတာနဲ့မလုံလောက်ပါဘူး consistent တယောက်ဖြစ်ဖို့အတွက်က registration လုပ်ရုံနဲ့ရတယ်ပေါ့ဒါမဲ့ queen တယောက်ဖြစ်ဖို့ကတော့ mindset ပြောင်းဖို့လိုအပ်ပါတယ်အဲ့တော့ခိုင်စင်သွားတတိထားမိတာက consistent နဲ့ queen ကြားရဲ့အကြီးမားဆုံးကွာခြားချက်က attention နဲ့ character ပဲဖြစ်ပါတယ် attention နဲ့ respect ပေါ့အဲ့တော့ consistent တချို့က attention ရချင်တယ်လူတွေကြည့်စေချင်တယ် follower များချင်တယ် trending ဖြစ်ချင်တယ်ဒါမဲ့ queen တယောက်ကတော့ character ကိုတည်ဆောက်တယ် respect ကိုတည်ဆောက်တယ်ဘာကြောင့်လဲဆိုတော့ attention ကခဏပဲခံတယ် character ကတော့လူတယောက်ရဲ့ value ဖြစ်တယ် beauty ဟာလူတိုင်းကိုမျက်စိကျစေတယ်ဒါပေမဲ့ attitude ကလူတွေကို respect ပေးစေတယ်တချို့လူတွေကပေးချမ်းဆိုတာ runway ရှောက်တာလို့ပဲထင်ကြတယ်လှယုံပဲထင်ကြတယ်ဒါပေမဲ့တကယ်အဓိပ္ပာယ်ပြီးသွားတဲ့ queen တယောက်က runway ထက် important ဖြစ်တာက communication ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့စကားတစ်ခုကလူတယောက်ရဲ့ intelligence ကိုပြနိုင်တယ်တခါတလေမှာကိုယ့်ရဲ့စကားတွေက motivate ဖြစ်စေတယ်ခါလေးကျရင်ကိုယ့်ကိုချစ်တဲ့လူတွေကကိုယ့်ရဲ့ဒီ attitude ကိုကြည့်ပြီးတော့ inspire ယူတယ်ပေါ့နော်အဲ့ကြောင့်မို့လို့ consistent တယောက်က competition ကိုပဲ focus လုပ်တယ်ဒါမဲ့ queen တယောက်ကတော့သူမရဲ့ self growth ကို focus လုပ်တယ်သူမနေ့တိုင်း improve ဖြစ်အောင်ကြိုးစားတယ် working practice တွေလုပ်တယ် communication practice တွေလုပ်တယ် self discipline တည်ဆောက်တယ်ဘာလို့လဲဆိုတော့ crown တွေမရှိတော့တဲ့အချိန် title တွေမရှိတော့တဲ့အချိန်မှာတော့သူမရဲ့ standard queen တယောက်ရဲ့ standard ကလုံးဝမပြောင်းလဲဘူးနောက်တစ်ခုအနေနဲ့က consistent တချို့က trend နောက်ကိုအရန်လိုက်တယ် social media မှာဘာ trending ဖြစ်လဲဘာ viral ဖြစ်လဲအဲ့ဒါတွေကိုပဲ like တတ်တယ်ဒါပေမဲ့ queen တယောက်ကတော့ trend ဖြစ်တာတွေနောက်ကိုမ like ဘဲနဲ့ identity တည်ဆောက်တယ်သူမကအခြားသူတွေလိုဖြစ်ဖို့မစ조사ဘူးသူမကိုယ်တိုင်ပဲ brand ဖြစ်အောင်စ조사တယ်ဘာလို့လဲဆိုတော့တကယ် powerful ဖြစ်တဲ့ woman တွေက copy မလုပ်ဘူးသူတို့ရဲ့ own present own personality ကိုတည်ဆောက်တယ်အဲ့တော့ page က beauty competition တစ်ခုထပ်ပို့ပါတယ်အဲ့ဒါက self control တွေကိုသင်ပေးတယ် pressure တွေကို handle လုပ်ပေးတယ် rejection တွေကိုဘယ်လိုရင်ဆိုင်ရမလဲသင်ပေးတယ်တခါတလေမှာအရန်စ조사ထားပေမဲ့လည်းကိုထင်ထားသလောက်မဖြစ်လာဘူး result မကောင်းဘူးကိုထင်ထားသလောက်လည်းမပေါက်မြောက်တဲ့အခါမျိုးမှာဆိုရင်လည်းပဲမပြိုလဲသွားဘူးဘာလို့ဆို queen တယောက်ကသူသိတယ် Lord doesn't mean I'm worthlessတချို့လူတွေက crown ရရင် queen ဖြစ်ပြီလို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့တကယ် queen ဖြစ်တာကတိုက်တဲ့ကြောင့်မဟုတ်ဘူးဒူမရဲ့ crown ကြောင့်လည်းမဟုတ်ဘူးဒူမရဲ့ discipline ကြောင့်ဒူမရဲ့ attitude ကြောင့်ဒူမရဲ့ respect ကြောင့်အဲကြောင့်မို့လို့ဒူမရဲ့ character ကိုတော့တို့တွေအမြဲတမ်းအမှတ်ရနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးအနေနဲ့ consistent တယောက်ဖြစ်ဖို့ကအရန်လွယ်ကူတယ်ဒါပေမဲ့ queen တယောက်ဖြစ်ဖို့အတွက် consistency လိုအပ်ပါတယ် beauty တွေလိုအပ်တယ် brain လိုအပ်တယ် energy လိုအပ်တယ် heart လိုအပ်တယ်နောက်ဆုံးအနေနဲ့ queen ဆိုတာ crown တစ်ခုတည်းတင်မဟုတ်ပါဘူးသူမရဲ့ character discipline နဲ့ mindset ဒီသုံးခုနဲ့တည်ဆောက်ထားတဲ့အမျိုးသမီးတယောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်